ဒီကလေးလေးမွေးဖွားစဉ်ကမိခင်ဖြစ်သူရဲ့မျက်ရည်ဟာသူ့ရဲ့ခြေချောင်းလေးပေါ်ကျသွားတဲ့အခါအနာဂတ်ရဲ့ကနဝင်ဖြစ်လာမယ်ရွှေရောင်ခြေထောက်လေးဟာပေါ်ထွက်လာခဲ့ပါတယ်။သူဟာငယ်စဉ်ကတခြားကလေးတွေထက်အရက်ပို့လို့နာကြောင်းနီးပြတယောက်ကဒီလောက်အရက်ပို့တဲ့သူအတွက် professional ဘောလုံးသမားဖြစ်လာဖို့ဆိုတာအိမ်မက်တက်ပဲလို့လှောင်ပြောင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဘောလုံးစွမ်းရည်ကတော့အမခန့်ပါပဲ။ပြိုင်ဘက်ရဲ့နောက်ခံလူတွေဘလို့ပင်တားဆီးပါစေသူကတော့ဂိုးတွေကိုစက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။ပြိုင်ဘက်အသင်းကကစားသမားတွေအကုန်လုံးဂိုးရှိမှာပိတ်ဆို့ထားတဲ့ကြားကနေသူဟာဂိုးကိုသွင်းနိုင်ခဲ့ပြီးလူငယ်ပြိုင်ပွဲမှာသူ့အသင်းကိုပိုဆွဲစေခဲ့ပါတယ်။ဒါပေမဲ့သူအသက်8နှစ်အရွယ်မှာတော့ဆရာဝန်တွေကစိတ်မကောင်းစရာသတင်းတစ်ခုကိုပေးခဲ့ပါတယ်။အဲ့ဒါကတော့သူ့မှာကြီးထွားဟော်မုန်းချို့တဲ့ယောဂဖြစ်နေပြီးအရက်ဆက်မရှိနိုင်တော့ဘူးလို့ဆိုပါတယ်။ဘောလုံးကိုအသက်ထက်ချစ်တဲ့သူဟာအခန်းထဲမှာပဲအကြာကြီးငိုကြွေးနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူဟာအနာဂတ်ကသူ့ကိုယ်သူပြန်လည်မြင်အောင်လာပြီးစစ်မှန်တဲ့ရှုံးနေမှုဆိုတာအိမ်မက်တွေကိုစောစောစီစီလဲလျှော့လိုက်တာပဲဆိုတဲ့စကားကိုကြားလိုက်ရပါတယ်။အဲ့ဒီစကားကသူ့ရဲ့ဝါသနာနဲ့အိမ်မက်တွေကိုပြန်လည်နိုးထလာစေခဲ့ပါတယ်။သူဟာအရက်ပူတာကိုအားနေချက်မဖြစ်စေဘဲသူ့ရဲ့လျင်မြန်ဖြစ်လက်မှုနဲ့ဘောလုံးစွမ်းရည်ကိုအသုံးချကခက်ခဲတဲ့ပွဲစဉ်များစွာကိုအနိုင်ရယူခဲ့ပါတယ်။မကြာခင်မှာပဲနာမည်ကြီးနီးပြတယောက်ကသူ့ရဲ့ပါရမီကိုသတိထားမိသွားပြီးသူ့ရဲ့ဘဝကိုပြောင်းလဲစေမယ့်စာချုပ်တစ်ခုကိုချုပ်ဆိုခဲ့ပါတယ်။တိုင်ဘက်တွေကနီးမျိုးစုံနဲ့တားဆီးကြပေမဲ့သူကတော့မရက်မနာဂိုးတွေသွင်းယူရင်းအောင်ပွဲခံခဲ့ပါတယ်။သူဟာကျောနာမ30ဝတ်ဆောင်ကိုမြောက်ပြီးအရက်မြင့်ဆိုတာကန့်သက်ချက်မဟုတ်ဘူးဇွဲလုံးလားရှိခြင်းကသာအိမ်မက်တွေစီကိုတွားရလမ်းပဲဆိုတာကိုတစ်ကမ္ဘာလုံးကိုတက်တည်ပြခဲ့ပါတယ်။အဲ့ဒီကစားသမားကဘယ်သူလဲဆိုတာသိရင် comment မှာပြောပြခဲ့နော်ပြီးတော့ပါပြီ။